မြောက်ကြီးမြင်ရတာအင်မတန်ကံကောင်းတယ်လို့ပြောမှာဗျာဟုတ်ပြီဒီမြောက်ကြီးကရန်ကုန်မြို့ကယ်ခဲ့တဲ့မြောက်ကြီးတနည်းပြောမဲ့ဆိုဒီမြောက်ကြီးကြောင့်တပည့်တော်တို့လွတ်လိုက်ရင်မဆုံးရှုံးခဲ့တာလို့ပြောလို့ရတယ်ဗျာမြမတမိုင်းမှာတပည့်စီမြောက်ဆိုတာဒီမြောက်ကြီးပါဗျာဘာကြောင့်တို့တပည့်စီလို့ခေါ်လဲဆိုအမိုက်တို့တပည့်စီနဲ့လည်းရှင်းသွားတယ်လို့ရန်သူတွေလည်းဒီမြောက်ကြီးနဲ့ပြင်ရှင်းသွားလို့တပည့်စီမြောက်ဆိုပြီးခေါ်တာဗျာနော်ဒီမြောက်ကြီးရာသွင်ပြောရမလို့1949ဗျာလွတ်လိုက်ရပြီးနောက်နှစ်အရှင်ဘုရားတို့ကြားဘူးကြပါလိမ့်မယ်ဗျာတိုင်းပြည်ကနုပုံနှန်းထန်ထန်ဆိုတဲ့အချိန်ပေါ့အဲ့အချိန်မှာတပည့်တော်တို့နိုင်ငံချင်းတွေဘလောက်ထိဆိုးလဲဆိုဗျာရန်ကုန်မြို့ပဲကျန်တော့တယ်တနိုင်ငံလုံးကဒုံနေလည်းထဲကျသွားတယ်နိုင်ငံခြားတိုင်းပြည်တွေဆိုအဲ့အချိန်မှာတပည့်တော်တို့ဆိုးရအောင်တယော်ပြီးတော့ဘလို့ခေါ်လဲဆိုတော့ရန်ကုန်ဆိုးရတယ်ဒီမှာဆိုးရလို့မခေါ်တော့ရန်ကုန်မြို့လေးပဲအုပ်ချုပ်နိုင်တော့လို့ရန်ကုန်ဆိုးရသူကြီးခေါ်တာအဲ့လိုတိုင်းပြည်ချင်းတွေဆိုးနေတဲ့အချိန်မှာဘလို့ဖြစ်လဲဆိုတော့ဗျာအင်းတော့တပည့်တော်တို့နိုင်ငံမှာတိုင်းနာတနက်ကင်တိုင်နေရှိတယ်ဗျာဗမာတနက်ကင်တိုင်ရင်ရှင်ဘုရားတို့ကြားဘူးလိမ့်မယ်ကချင်တနက်ကင်တိုင်ရင်ချင်းတနက်ကင်တိုင်ရင်ရှမ်းတနက်ကင်တိုင်ရင်ကယားတနက်ကင်တိုင်ရင်ဗမာကရင်တနက်ကင်တိုင်ရင်ဆိုပြီးတိုင်းနာတနက်ကင်တိုင်6ရင်းရှိတယ်ဟုတ်ပြီနော်အဲ့ဒါဆိုးရတက်တယ်နော်ဗျာအမှတ်1ကရင်တနက်ကင်တိုင်ရဒီတောင်မှုဗျာဟုတ်ပြီအမှတ်2ကရင်တနက်ကင်တိုင်ကပြည်ဗျာပြည်မှာခြေစိုက်ထားတာအဲ့ဒီတိုင်ရင်းနေရအဲ့ကရင်တိုင်ရင်းနေရလက်နဲ့အင်အားကောင်းဆုံးတိုက်ခိုက်တော်ဆုံးတိုင်ဗျာအဲ့ဒီအချိန်တော့တပည့်တော်တို့မြန်မာနိုင်ငံရဲ့ပထမဆုံးကာကွယ်ရေးဦးစီးချုပ်ကလည်းကရင်လူမျိုးဗိုလ်ချုပ်စမစ်တော်သူကရင်တက်တွေလက်နဲ့ကောင်းပေးတာလက်နဲ့ကောင်းနေပေးတာကရင်တွေကလည်းတကယ်တိုင်းပြည်ပေါ်တစ္ဆာရှိဟုတ်ပြီအဲ့ဒီလိုတိုင်းပြည်ဘုံပြဖြစ်နေတဲ့အချိန်အဲ့ဒီကရင်တိုင်ရင်းနေရဘဲနေဘလို့ပယောကဝင်သွားလဲမသိဗျာတော့ခုရန်ကုန်သိမ်းဖို့ဆင်းလာတောင်ဝဲနေစစ်ကြောင်းတစ်ကြောင်းပြည်ကနေစစ်ကြောင်းတစ်ကြောင်းဒီစစ်ကြောင်းတစ်ကြောင်းကရန်ကုန်မှာတော့ပေါင်းနေရန်ကုန်ကျိန်းနေကြရန်ကုန်ကြပြီဆိုတပည့်တော်တို့လွတ်လိုက်ရင်လေဆုံးရှုံးပြီဗျာအဲ့တော့ပြည်ကဆင်းလာတဲ့အမှတ်နှစ်ကင်တနက်ကင်တိုက်ရင်ရန်ကုန်မြောက်ခင်ဂျားမှာဖြတ်တိုက်မယ်ဆိုပြီးစစ်ရုံမှာရေးပေါ်စီဝေးခေါ်တော့သွားတိုက်ဖို့ကြီးတက်မှာအင်အားလုံလောက်မရှိဗျာဟောတနေ့ရေတက်တော့မင်းတို့ရေတက်မောပါရှိဆိုတပည့်တော်တို့ရေတက်ကဒီမြောက်ကြီးတက်လေရဲ့ဟိုမှာတခါကြီးဘိုးကြီးကြောက်သိမ်းတယ်ဟုတ်ပြီဘိုးကြီးကြောက်သိမ်းလေဦးစီးပြီးတော့စစ်တီ73ယောက်ရေတက်ကလူ14ယောက်ရတယ်ဗျာကြီးတက်ကလည်းမရမကလိုက်စုလိုက်တာ100ကျော်လေးရေနဲ့ကြီးနှစ်ဘွဲ့ပေါင်းလိုက်တာအင်အား150လောက်ဖြစ်သွားတယ်ဟိုကဆင်းလာတဲ့တပုံက1500ကျော်ဟုတ်ပြီ10စားလောက်တာတဲ့တပုံလို့ဒီမြောက်ကြီးနဲ့ဘယ်ကနေခုခံတိုက်ခိုက်ခဲ့ရလဲဆိုတော့ဝက်ကော်တိုက်ပွဲပြဟိုမှာဝက်ကော်ဆိုတာရန်ကုန်ပြည်ကားလမ်းကျိုးပင်ကောင်းမြို့နဲ့ဇီးကုန်းမြို့ကြားမှာရှိတဲ့ဝက်ကော်ရွာကနေဆောက်ပြီးဒီမြောက်ကြီးနဲ့ပြစ်ခဲ့လို့နိုင်ခဲ့တာဗျာတိုက်ပွဲက9ရက်တောင်ကြာခဲ့တယ်1949ဖေဖော်ဝါရီ9ရက်နေ့ကစတိုက်လိုက်တယ်14ရက်နေ့ပဲပြီးသွားတယ်ဒီနေ့ဆိုရင်ဒီတိုက်ပွဲဖြစ်တာတစ်ပေါင်း89ရက်ရှိပြီဗျာမှတ်ရပဲနော်နောက်ဆုံးဒီမြောက်ကြီးကြောင့်ပြည်ရဆင်းလာတဲ့တပုံတွေတက်ပြတ်သွားတဲ့အတွက်တပည့်တော်တို့လွတ်လိုက်မဆုံးရှုံးခဲ့တော့အဲ့တော့ဒီမြောက်ကြီးဦးတော့မဲ့တပည့်တော်တို့ရေတက်ကဘူကြီးကြော်သိမ်းတယ်ဒီတိုက်ပွဲဖြစ်ချိန်တော့သူတက်22နှစ်ပဲရှိသေးတယ်ဗျာဟို90နှစ်ရှိပြီဂုရီတက်ရှိနေညာရှိသေးတယ်ဗျာဒီတကားကြီးပါဗျာရန်ကုန်မြို့ကယ်ခဲ့တာဘူကြီးကြော်သိမ်းတယ်ဂုရီပြီးခဲ့တဲ့တနင်္ဂနွေနေ့ကတော့လာသွားသေးတယ်ဗျာနော်ဒီဘူကြီးကြော်သိမ်းတယ်တမိုင်းဝင်ပုဂ္ဂိုလ်ကြီး။ဘာကြောင့်သူ့တမိုင်းဝင်ပုဂ္ဂိုလ်လို့တပည့်တော်ပြောရလဲဆိုအခုနဘူချုပ်ဆန်းဆိုင်ထိုးတဲ့စာအုပ်လေးတွေ့လာဗျာ။ဟုတ်ပြီ။ဘူချုပ်ဆန်းမီယူတင်မောလက်ခံတဲ့နေရာဘူချုပ်ဆိုင်ထိုးဖို့အဲ့ဒီစာအုပ်လေးဘူချုပ်ရှိကိုချပေးခဲ့တာသူ့ဖေ။နောက်2လကြာဘူချုပ်ဆန်းတို့အာဇာနည်ခေါင်းဆောင်ကြီးဇာပနာမှာဒီဘူကြီးကြော်သိမ်းနေမယ်ဖေ။ဘူချုပ်ဆန်းတို့အာဇာနည်တွေရုပ်ကလေးထားတဲ့တပည့်တော်တို့ရန်ကုန်ဂျူဘလီဟောဂျူဘလီဟောကနေအာဇာနည်ဘိတ်မှန်ဒီအဲ့ဒီအတုပခီကိုရှေ့ဆုံးကဓာတ်ကန်ပြီးတော့အနှေးလျှောက်နဲ့တလန်းချင်းလမ်းလျှောက်ပြီးအတုပချခဲ့ရတာလေသူ့ပဲဖေ။တမိုင်းဝင်ပုဂ္ဂိုလ်ကြီးနော်နောက်ရန်ကုန်မြို့ကယ်ခဲ့တာသူဟုတ်ပြီဟုတ်ပြီဘာလို့တော့ရန်ကုန်မြို့ကယ်ခဲ့တာသူလို့ပြောရမလဲဆိုဒီဝက်ကော်တိုက်ပွဲလေတော့တိုက်မယ်လို့ပေါ့အဲ့တော့တပည့်တော်တို့ရေသားရဦးစီးချုပ်ပထမဆုံးဦးစီးချုပ်ဟုတ်ပြီဘူမူကြီးခင်မော်ကကြော်သိန်းနေမင်းမလိုက်နဲ့နေခဲ့တို့သူမရှိဘူးဆရာကြီးတွေပဲထည့်လိုက်ဟုတ်ပြီတို့ဘလို့မှပြောလို့မရဘူးဟုတ်ပြီဆရာကြီးတွေပဲထည့်လိုက်ရင်ရှုံးရင်ဘူမူကြီးကျွန်တော်ရန်ကုန်ကြမှာတယ်သူပြန်ကွန်ပလိတက်ဟုတ်ပြီဟုတ်ပြီအေးမင်းကြီးဒါကဘူမူကြီးတော့ပြောလို့မရဘူးကဲမင်းဒီတော့တောင်လိုက်ချင်လိုက်သွားတတိတော့ထားတော့ငါတတိပြေးလိုက်မယ်ဒီတိုက်ကအစင်မသိမင်းအတုပပွဲဖြစ်အောင်ပြင်ဘာလို့ကိန်းနေတာအင်အားများတော့ဟုတ်ပြီလိုက်သွားတယ်ဟိုကြတော့လေတခါပြရန်ကုန်ကနေပြည်ကနေရန်ကုန်လာတဲ့လမ်းမှာကျိုးပင်ကောင်းမျိုးဖြတ်ပြီးလာတဲ့လမ်းရှိတယ်ကျိုးပင်ကောင်းမျိုးရှောင်ပြီးသွားတဲ့မြို့ရှောင်လမ်းရှိတယ်ဟုတ်ပြီရှိတော့ကြီးတဲ့ကိုဥဆောင်တာဘုံဘူးချစ်မယ်သူ့တဲ့ယာတူးကြီးဘုံဘူးချစ်မယ်ဟဲ့ကျော်သိန်းနေတော့မင်းကဒီမြောက်ကြီးနဲ့မြို့ရှောင်လမ်းသွားဆောင်ငါဒီကောင်နေမြို့ကိုဖြတ်လိုက်ငါ6ပုံနာမြောင်းနဲ့ငါပြစ်မယ်တော့သူကပြန်ပြောတယ်ဟာဘုံဘူးမဟုတ်ဘူးဒီကောင်တွေကရန်ကုန်အမြန်ဆုံးချီတဲ့မှာဖြစ်တဲ့အတွက်မြို့ရှောင်ဝမ်းမှာမဟုတ်မြို့ဖြတ်ပြီးလာတာကျွန်တော်ဘုံဘူးနဲ့တူတူဒီနှောင်းနဲ့စောင့်မရစေဆိုတော့ဘုံဘူးချစ်မယ်စဉ်းစားအေးမင်းပြောတာလည်းဖြစ်နေတော့ဒီကဆောင်ကသူပြောတဲ့အတိုင်းပဲဖေ။တပုံတွေကမြို့ဖြတ်လာလို့ဒီမြောက်နဲ့တူတာ။တကယ်လို့ဒီတိုက်ပွဲကသူမလိုက်သွားပဲနေခဲ့မယ်ဆိုရင်စိုက်တွေကြတော့ဘုံမှုကြောက်ကိုပြန်ပြောရဲမှာမဟုတ်ဘူး။ဘုံမှုကဘယ်လိုဟိုကသွားဆောင်လို့သွားဆောင်ပါ။ဟ
စောင့်ရင်အမြောက်တခြားတပုံတခြားတွေရှုံးမှာဒါကြောင့်မို့ရန်ကုန်မြို့ကယ်ခဲ့တာတူးလို့ပြောတာအဲ့ဒီအကြောင်းလေးသူ့ကိုယ်တိုင်ပြီးမှစောက်လီစီးတာနဲ့ဗျာအင်နံဖတ်လို့ကောင်းတယ်ရန်ကုန်မြို့တော့ကယ်တင်လိုက်တဲ့တပစီဆိုပြီးတပည့်တော်တို့ရောင်းမိပါတယ်ဗျာနော်တုပ်ကို3000နဲ့ဟုတ်ပြီတော့ဟုတ်ပါ နောက်ပြီးမှဘူကျောင်းအောင်ဆန်းစာပနာဟုတ်ပြီကိုယ်တိုင်ကြီးတာပါတယ်နော်သူကိုယ်တိုင်ဗျာ6ချိန်တိုင်နဲ့တင်မင်းလက်ထက်ကလွတ်ခဲ့တဲ့အကြောင်းတွေဗျာဒီမှာရောင်းပေးပါတယ်ဗျာစောက်လီအင်နံဖတ်လို့ကောင်းပါတယ်ဗျာတင်မှာဗျာဒီမှာလာယူလို့ကြွပြီးတော့ကြီးပါဗျာဘယ်စောက်ယူလဲဗျာကျောင်းကြည့်လိုက်ဖုန်းနဲ့လာဒါကတော့ကလေးဆိုတော့အတူတူပဲကောင်းတယ်တင်မှာဗျာဘူးကျော်တကယ်စီးနောက်ယူမှာဗျာတကယ်စီးနောက်ယူစောက်ယူမှာဒီကလေးက3000ပါလေးမျိုးရှိတယ်ဗျာကတ်တွန်းနဲ့ဆိုလေးမျိုးဆို16000ကျတယ်ဗျာဒီက9000ဗျာဒီက3000ဒါ4000ဒါလည်း4000ကျွန်တော်ချက်တဲ့ရေတမ်းတော့ဘူကျောင်းဆန်းစာပနာတို့ဘာတို့ပါတယ်ဗျာတင်မှာဗျာဘူးကျော်သိန်းနဲ့ရေးတာတယ်ဗျာဒါတော့ဒီဟာကဒီဝက်ကော်တိုက်ပွဲကြောင်းသေးသေးရေးတာတင်မှာဗျာဒီဟာကကတ်တွန်းမှာဗျာဝက်ကော်တိုက်ပွဲကြောင်းကျောင်းသားကျောင်းသူတွေဖတ်ဖို့ကတ်တွန်းလေးကြလေဘုံမဆိုတော့အကုန်လုံးဘူးတရရပါတယ်ဗျာစာအုပ်